ဇလန်လေးအဆောင်မှာတော့ရုံမလေးချီရီနဲ့တရုတ်တငယ်ချင်းတွေကအရင်တော့ကတားကောင်ကြီးတွေကတိစက်ငယ်လေးတွေကိုတက်ချက်စားတောင်းနေပုံကိုတရုတ်ဟောကကြနေပြီးတော့အချင်းကြာလာနဲ့ညာတွတ်ကြောင်လာပြီးအချင်းချင်းရလာကအထူးရှင်နေထင်လာကြပါတယ်။အဲ့လိုညင်ချင်းရအောင်လဲသူတို့ပြီးရကသူတို့ရဲ့ဘိုးဘေးတွေကကျုပ်ပန်းကြီးအထီကြောင်လဲအဲ့ဒီနေမှာဆိုကိုလေးရှင်နဲ့အိမ်မကိုကြည့်အောင်ကျိုးလို့ရပြီးတော့သူမထချင်တာကတော့ရုံရဲမေတူကိုပြောလိုက်ပါတယ်။နောက်15နှစ်အကြာမှာတော့ GD တယောက်ရဲတင်နေတဲ့နေပြီးတော့တင်းနှန်းထွင်အောင်မှာချင်းချွန်းငယ်ဒီနောက်ဆုံးမှာတော့သူမရဲ့မဆုံးမနစ်ကြိုးစားမှုတွေကြောင့်ရဲမေတူကိုထိလာခဲ့ပြီးတော့စတူပီယာညကိုစတင်ထောက်ကလာခဲ့ပါတယ်။မချငင်မှာပဲညကိုရောက်ရှိလာပြီးတော့နေဖို့ခံလိုက်ရပါတယ်။နောက်နေ့မနက် GD တယောက်မနက်စောစောထားပြီးရဲစခန်းအောင်သွားပါတယ်။စခန်းမှာတော့ရဲကြီးကြီးကတဆုံးသားနေဆိုင်14ကောင်အမှုကိုကန်တွေ့ရမယ့်ကြောင်းပြောပြီးတော့ကျန်တဲ့သူတွေကိုတာဝန်တွေခွဲပေးနေပြီမဲ့ GD ကိုတော့ကောက်ပတ်ငင်မှာထိုင်ရအလုပ်ကိုပဲပေးခဲ့တာကြောင့် GD တယောက်ဆက်သွားခဲ့ပြီမဲ့လည်းဘာလို့ပဲရကျိုးသားပန်းလို့တက်ခိုင်ကြကြောင်းကောက်ပတ်ငင်မှာပဲကျိုးသားပန်းလုပ်နေပါတယ်။ GD ကောက်ပတ်မှာလုပ်နေတော့နေခွေးတစ်ကောင်တွေ့လို့နောက်ကလိုက်ချောင်းပါတယ်။ဒီခွေးကရေခဲချောင်းရောက်တဲ့ဆိုင်နဲ့ဝန်သွားထည့်ပြီးတော့သူသားလေးတွေရေခဲချောင်းလာဝဲတာပါ။စင်ကြီးစင်ကြီးကတော့အငြင်းမရှိလို့မရှောင်ပါဘူး။တကုံနေသောရေတွေကနေခွေးသားဖောက်ဝဒနာတော့ပြီးတော့သူမရဲမတူထီချောင်းနဲ့စင်တွေကလက်အိတ်ဆွပြီးတော့ရေခဲမောင်နှိုက်တင်ကြောင်းအဲ့လိုမလုံရင်တရားစွပ်လို့ယောက်ျားကိုအကြက်ခံပြီးတော့ရေခဲချောင်းရောက်ပြီးကိုရွလိုက်ပါတယ်ဒီလိုနဲ့ရောင်းလိုက်ရပြီးတော့နေခွေးကသူ့ပစံလမ်းမှာကြားခဲ့တဲ့ဒီယိုဗီဒရာမာအချိုးရနေချောင်းဝင်းနာရှင်ဂျူတီလည်းမနေနိုင်ပဲသူ့ပစံနဲ့ဟောပြလိုက်ပါတယ်ဒီခွေးသားပါလေဂျူတီကိုကျေးဇူးတင်ကြောင်းဒီယိုဗီတင်တော့ကြားပါတယ်နောက်တနေ့ဂျူတီကားပါကင်မှာလှုပ်လှုပ်နေတော့ဒီခွေးသားဖောက်ကိုတွေ့လို့နှုတ်ဆက်ဖို့လိုက်ပြီးမယ်မတင်ကားပြကောင်းနေရကြောင်းနောက်ကနေလိုက်ကြည့်ခဲ့ပါတယ်ဘိုးရောက်တဲ့ခါမှာတော့ဒီခွေးသားဖောက်ရဲ့တတိအကျန်ဒီကိုတွေ့လိုက်ရပါတယ်တကယ်တော့သားဖတ်ဆိုနေထားရပဲဖြစ်ပြီးတော့ဂျူဒီတယောက်တော့ဒေါသထွက်ပြီးတော့တရားဆိုင်ဝင်ထောင်ချမယ်ပြောနေပေမဲ့တက်တီကတော့မရှိနေပါဘူး။နောက်နေမှာတော့ဂျူဒီတယောက်ခိုင်းလိုပဲကောက်ပိုင်မှာလှုပ်လှုပ်နေတော့ဝတ်တကောင်ကသူ့ရဲ့ဆိုင်ရဲ့ဒီစီကိုကန်ကြောင်လာပြောတဲ့အခါဂျူဒီတယောက်ရမ်းဝတ်တာပြီးတော့တခိုးလိုက်ဖမ်းပါတယ်။တခိုးကတက်တဲ့နေရဲ့ရက်ွက်တွေကိုဝင်ကြည့်ပြီးတော့သူနောက်ဆက်မလိုက်နိုင်အောင်ဒုနဲ့ယုံကြည်ကိုဂျူဒီတီးလိုက်ပါတယ်။ဂျူဒီကချောင်းလိုက်နိုင်ပေမဲ့ဒုနဲ့ဒီကဆိုင်နေတော့ပြောကျမလေးကိုကြားတော့မှရှိမှာပဲလှမ်းထည့်လိုက်နေပါတယ်။အဲ့ဒီနောက်မှာတော့တခိုးဖမ်းလိုက်နိုင်ပြီးရဲစခန်းကိုပို့လိုက်ပါတယ်။စခန်းရောက်တဲ့အခါတခိုးကချစ်တော်နေကိုခေါ်ပြီးတခိုးသေးသားလေးပဲဖြစ်နေပါတယ်။အဲ့ဒီအချင်းရောက်လာနေတဲ့အမှုတွေတယောက်ရောက်လာပါတယ်။ယူချကြီးကတော့သူတို့မှာအခြားမှုလိုက်တဲ့အရှိနေသေးတဲ့အကြောင်းညင်လိုက်ပြီးမြဲဂျူဒီကတော့သူလိုက်ပြီးမြဲလို့ပြောလိုက်ပါတယ်။ယူချကြီးကတော့သူစကားကိုထည့်ပြောဂျူဒီပေါ်တို့တော်ထွက်နေပြီးတော့တင်းချင်းလိုက်ဖို့ပြောနေပါတယ်။ဒါပေမဲ့အမှုကရိုးရိုးဝင်ရလက်ထောက်သူမလေးစီကနေညို့တော်ဝင်စီဝရောက်တော့တာကြောင့်သူမလေးကဂျူဒီကိုဒီအမှုအတင်းသိဆိုင်ကလေးကောင်တယောက်တည်းမှုပါတောင်းဝင်ပြလိုက်ပါတယ်။ဒါကိုရေကြီးကမကြည့်တဲ့အကြောင်းဂျူဒီကို48နာရီရဲ့အမှုကိုပြီးမသက်နိုင်အလုပ်ထုတ်ထိမယ်လို့ချင်းချော်ခဲ့ပါတယ်။အမှုအတွက်တလင်းစားကတော့တပုံတပုံပဲရှိပြီးတော့တပုံနဲ့မှာမစ္စတာအမက်ကရေခဲချောင်းစားနေပါတယ်။ရေခဲချောင်းကညီခွေးရုံးနေဟာထင်းနေတဲ့အကြောင်းဂျူဒီလည်းညီခွေးကိုသူသိချင်တယ်လိုက်မင်းနေပြီမဲ့ညီခွေးနစ်ကတော့ဘာမှမတည်ဘူးအကြောင်းဂျူဒီလည်းနစ်ကိုရေခဲချောင်းကိုတရားမဝင်ရုံးတာကြောင်းကြီးအောင်ရမယ်။ဂျင်းမောင်းကျန်တဲ့သူတဲလုံးဆန်လိုက်ရှာရမယ်လို့ကြက်ကန်လိုက်ပါတယ်။ဒီလိုနဲ့နေ့လေဂျူဒီနဲ့သူတဲလုံးဆန်လိုက်ရှာရင်မစ္စတာအမက်ကကား30မိနစ်ပါတော့ဆိုတိလိုက်ရပြီးတော့ကားဒီနေရာကိုပါရလိုက်ပါတယ်။ကားထဲမှာဂျူနီယာနီတို့စစ်စင်းနေနေမစ္စတာအာမီရဲ့ website ကိုတွေ့ရပေမဲ့မစ္စတာအာမီကတော့ရှင်းမနေပါဘူး။နောက်ပြီးတော့နစ်ကလက်သက်ချီယာတွေနဲ့တမိုးကြီးပစ္စည်းတွေကိုတွေ့လိုက်ရတာကြောင့်ဘဒူကလည်းဆော်ပြီးသွားပြီးဂျီတီကိုအချင်းချင်းထွက်ဖို့ပြောပါတယ်။ကာကဒီကေဒီယာလူစိတ်အတင်မှာမစ္စတာဘီရဲ့ကားထင်းနေပြီးတော့နစ်ကမစ္စတာဘီကိုနောက်ဆုံးရအမွှေးနဲ့လောက်ထားတဲ့ဆန်ကိုဒီကြီးရဲ့ဆောင်နဲ့ရောင်းခဲ့အကြောင်းနစ်ကကြောက်နေရပါ။အဲ့ဒီအချိန်မစ္စတာဘီရဲ့တပည့်ဘူလာဝဝင်ကောင်ရောက်လာပြီးတော့ဂျီတီတို့ကိုမစ္စတာဘီစီဖန်ခေါ်သွားပါတယ်။မစ္စတာဘေးကနိကိုရန်တူတော်ထနေရကြောင်းနေတို့နေအောင်ကိုရေခဲရတိဖို့ဒီနေတော့မစ္စတာဘေးရဲ့သမီးကျမလေးရောက်လာပြီးတော့ကျမလေးကလည်းရုပ်ကြည့်နေတာတော့ဂျူဒီကဘေးဘေးသူထနေရကြောင်းမစ္စတာဘေးကနင်းနဲ့ဂျူဒီတို့ကိုအသက်ချလာပြလိုက်ပါတယ်။ဂျူဒီကမစ္စတာဘေးကမစ္စတာအမင်ပြောတော်လေလို့မေးလိုက်တဲ့အခါမစ္စတာဘေးကမစ္စတာအမင်ကခေါ်လာတဲ့လမ်းမှာနေစိတ်ကူးပေါ်ပြီးတော့ဒရိုင်ဘာကိုတိုက်ခိုက်ပြီးတော့တွဲထထီသွားလို့ပြောလိုက်ပါတယ်။ဂျူဒီတို့လည်းတိုက်ခိုက်ခံရတဲ့ဒရိုင်ဘာမှချက်တီသွားပြီးတော့မစ္စတာအမင်ကြောင့်သွားမိလိုက်ပြီးမဲ့ဒရိုင်ဘာမှချက်ကလည်းစိတ်ကူးပေါင်နေရကြောင်းဂျူဒီနဲ့ကိုပါလိုက်တိုက်ခိုက်နေပါတယ်။အဲ့ဒီချင်းရဲစကန်ကိုလမ်းကြောက်ကြလိုက်ပါတယ်။နင်းနဲ့ကြည့်တွေ့လဲဒိုင်ဘာမချက်ကိုတကျူးလက်ထုတ်လိုက်ကြပြီးနေရာစနအော်ဒီကျသွားပါတယ်။ဒါပေမဲ့နေကျူးနဲ့ညှိနေရကြောင်းအသက်တော်မသိခဲ့ပါဘူး။မချက်ခင်မှာပဲရေရောက်လာပါတယ်။ဒါပေမဲ့ရွက်လေရောက်လာတဲ့အချိန်ချုပ်ထားရမှချက်ကလို့တော့အကြောင်းရေချိုးကြီးကဂျီတီကိုတီတီကိုပြီးရေစိတ်ကိုသိမ်းဖို့လုပ်ပါတယ်။အဲ့ဒီအချိန်နစ်ကမှုဆောင်ဆောင်ဖို့တဘာကူညီမလည်းမပေးရတဲ့ရေဖေးကျိုးနေတဲ့အတွက်ဝင်ကြောလိုက်ပါတယ်။နောက်ပြီးတော့ပေးသားရဲ့လေထိုက်ရှင်နိုင်ရဲ့လေစင်နိုင်ချင်နေသေးအကြောင်းအမှုကိုဆက်လိုက်သွားမှလို့ပြောလိုက်ပါတယ်။ဂျူနီယာနဲ့လည်းထောက်သားကြပြီးတော့တနေရာရောက်မှနိကနေရာတိုင်းမှာ CCTV ရှိနေတော့ဒီထောင်းဝင်သွားပြီးတော့ CCTV မှန်သားတွေကိုကြည့်ကိုညိုတော့ဝင်တော့သုံးမလေးပဲဝဲတာကိုကိုကြီးတောင်းပါတယ်။ပဲဝဲတာကလည်းကိုကြီးပေးခဲ့ပြီးတော့မန်ချက်ကိုဝင်းမလေးလေးဖမ်းခေါ်တော့တာကိုတွေ့ခဲ့ရပါတယ်။အဲဒါကြောင့်မန်ချက်အနေမစ္စတာအာမစ်ကိုလည်းဝင်းမလေးလေးဖမ်းတော့တာပဲထင်မယ်လို့ကောက်ချက်ချလိုက်ပြီးတော့ကောင်းဝင်သွားတဲ့ညိုတင်ကအဆောင်အောင်လည်းတော့စစ်ခဲ့ပါတယ်။အဆောင်အောင်ထဲမှာတော့မစ္စတာအာမစ်အပြင်မန်ချက်နဲ့တယောက်သွားတဲ့အခြားအိတ်ဆန်14ကောင်ကိုပါဖမ်းထားတွေ့လိုက်ရပါတယ်။ဖန်ထားတဲ့သူကလည်းအခြားသူမျိုးပဲညို့တော်ဝင်ချင်နေရကြောင်းဂျီရိုလည်းအန်အော်သွားပြီးတော့ညို့တော်ဝင်တို့စကားပြောနေတာကိုဖုန်းနဲ့ဗီဒီယိုခွေးရိုက်ထားလိုက်ပါတယ်
အဲ့ဒီအချိန်မှာပဲဂျူဒီရဲ့မိဘတွေကဖုန်းဝင်လာအကြောင်းညွှန်တော့ဝင်လက်ထွက်ပြေးသွားပြီးတော့ဂျူနီယာနစ်တို့လည်းရှာဖွေခံရပါတယ်နစ်တို့လည်းအကျဉ်းရမရတယ်ဆိုအင်တာဘော်တွေကနေပဲထွက်ပြေးခဲ့ရပြီးတော့ဂျူဒီရဲ့ဖုန်းလေးရဗီဒီယိုအကြောင်းညွှန်တော့ဝင်လက်ဖန်ခံလိုက်ရပါတယ်ယူတော်ဝင်ကသူဖမ်းထားခဲ့တာမှမင်းဆေးဘောတင်သွားတာကတော့သူလို့တော့မဟုတ်ဘူးလို့ဒီလိုနေမဲ့ဂျေးပဲအောင်လိုက်ရပါတယ်အဲ့ဒီနောက်ဂျူဒီတင်းစာရှင်းလင်းမလို့ရပြီးတော့တင်းတော်တယောက်ကတိတ်ဆန်ကလေးကောင်ဆေးဘောတင်ပြီးတအားသက်ခွန်သွားတဲ့အကြောင်းအောင်ပေးတဲ့အခါမှာဂျူဒီကသူတို့ကငကိုတွေကတားရဲတွေပဲထိတာကြောင့်သူတို့ရဲ့ငကိုဝီသတင်ပေါ်လာလို့ပြောလိုက်မိပါတယ်အဲ့တော့ကျောင်းသွားတဲ့နစ်ကဂျူဒီကသူ့ကိုမယုံလားဆိုပြီးစိတ်ဆိုးသွားပါတယ်ခဏဒီမှာဂျူဒီပြောလိုက်တဲ့တားရဲကောင်တွေကတော့စိတ်ဝင်နေနေဆိုတဲ့စကားကြောင့်တားရဲသိစံတွေကလည်းအဲ့လိုမဟုတ်ကြောင်းဆန္ဒပြနေကြပြီးတော့သိစံကလေးတွေကလည်းတားရဲကောင်ကြီးတွေကိုဝိုးရနေရှောင်နေရတာကိုဂျူဒီတွေ့လိုက်ရပါတယ်ဂျူဒီလည်းသူမရဲ့မစမ်းမစင်ရင်မကြုတ်ခဲ့တဲ့စကားကြောင့်နစ်ကိုဆုံးရှုံးလိုက်ရပြီးတော့သိစံတွေအတူအေးချမ်းနေခဲ့ကြတဲ့သူတို့ပြရနေကြီးကလည်းအရင်လိုမဟုတ်တော့အကြောင်းအရင်ဝင်နေသွားပြီးတော့ဒီမှာရန်တိစင်ငယ်ရဲ့ရဲရကိုဆုံးလို့ပြီးတော့ဒီမှာမိဘရဲ့ဒီတင်ကမော်လာဦးရောက်တဲ့လောက်ကိုပဲတင်လောက်နေလိုက်ပါတယ်ဒီလိုနဲ့ဂျူဒီလည်းမော်လာဦးရောက်နေတော့နိုင်ဟောဝါလို့ခေါ်တဲ့အတရားပုံဝင်တဲ့နေဦးချောင်းကိုသိလိုက်ရပါတယ်နိုင်ဟောဝါပုံဝင်မှာတိစင်တွေကိုယူသွသွားစီရဲ့တိုက်ပုံဝင်ပြီးတော့ဂျူဒီရဲ့ဦးလင်းငယ်တုန်းကလည်းအဲ့ပုံဝင်စားမိပြီးတော့စစ်ပုတ်တင်သွားပြီးတော့ဂျူဒီအမျိုးကိုလက်ကခဲ့သေးတယ်လို့ဖေးတိသူကတွေ့ရပါတယ်ဒီတော့မှဂျူဒီလည်းတယောက်ကတားရဲကောင်ကြီးတွေကိုရိုင်းစိတ်ဝင်လုံးငယ်ဆိုတည်သွားပြီးတော့နောက်ကွယ်ရလူကိုဖမ်းဖို့နေကိုသွားကိုရန်ခေါ်ပါတယ်ဂျူလည်းနေကိုတောင်းပန်ပြီးတော့နေရောက်တဲ့ဆင်းနေသွားပါတယ်ဂျူဒီပထမဆုံးဖန်ခဲ့တဲ့တကောကကျက်သွန်ရဲ့ဒီနိုင်ဟောပုံဝင်တွေကိုလည်းခိုးတော်တည်သွားအကြောင်းဂျူနဲ့လည်းတခိုးတည်သွားမိတဲ့အခါမှာတခိုးကမတရားဘူးလုပ်နေတဲ့အကြောင်းမစ္စတာဖေးစ်ခေါ်သွားပြီးခေရိုက်ဝင်လို့ချင်းချောက်လိုက်တဲ့အခါမှာတခိုးလည်းအဲ့ဒီပုံဝင်တွေကိုတောက်ဆွဲသူထိတကောင်ကသေချီပေးပေးဝယ်တဲ့သူကခိုးပေးရအထီချောင်းကြလိုက်ရပါတယ်အဲ့ဒီနောက်တောက်ရှိရဲ့နေရာကိုဂျူတို့တည်သွားပြီးတော့တောက်ကနိုင်ဟောပုံဝင်တွေကိုကြီးတန်းထအောင်လုပ်ပြီးတော့တနက်တဲ့ထဲနေရာကိုတူလိုက်ရပါတယ်ဂျူလက်ထောက်ကိုရထားပေါ်ကနေကန်ချလိုက်ပြီးတော့တွတ်ရယူကရထားကိုမောင်းပြေးပါတယ်။ထောင်းတဲ့အခြားသူထိတကောင်ကလည်းရထားတော့ဝင်မတက်ခိုင်းနေနေရထားမှောက်ပြီးမိလောင်သွားပါတယ်။ဂျူဒီကတထည့်ဆုံးရှုံးလိုက်ရည်ထင်ပေမဲ့ဒီကတထည့်ပါရလက်စိတ်ကိုမရရအောင်ယူခဲ့တာကြောင့်ဂျူဒီကတယောက်သားပြီးတော့နေရာသားရေစကန်ကိုထွက်သွားလိုက်ကြပါတယ်။ရေစကန်မြောက်ခင်လမ်းမှာပဲဘယ်ဝဲသားနဲ့တွေ့ပြီးတော့ဘယ်ဝဲသားကတထည့်တွေကိုတူးစီပြီးလိုက်ဖို့ဒီရောပြီးတော့ကျန်တာလည်းသူပဲဆက်လုပ်လိုက်မယ်လို့ပြောပါတယ်။ယူဒီကသူတိလာတော့ဘဝသားဘလို့တီးသွားလေခေတန်ရငွေတသိကိုမပေးရကြောင်းဘဝသားလူတွေကဂျီရီတို့ကိုလိုက်ဖမ်းပါတယ်ဂျီရီတို့လည်းဒီနဲ့ဘဝသားရဲ့တပွဲသူထိခတ်တော့ခံလိုက်ရပြီးတော့အောက်ကိုတူချသွားပါတယ်ဘဝသားကသူကနောက်ကိုရကျိုးကနေလူထီချောင်းနဲ့ညိုတော့ဝန်ထီချင်းတို့ဒီလိုတွေလောက်တာလို့ပြောလိုက်ပါတယ်နောက်ပြီးတော့ဘဝသားကအနစ်ကိုနိုင်ဟဝါကြည်တန်နဲ့ကြည့်လိုက်ပါတယ်နစ်လည်းအတိခံလိုက်ရပြီးတော့တားရဲ့သိတွေဝင်ကဂျီရီကိုကိုက်ဖို့လုပ်ပါတယ်ဒါပေမဲ့အဲ့ဒါကဟန်ဆောင်နေရပဲဖြစ်ပြီးတော့ဘဝသားတိလိုက်တဲ့ကြည်စံကနိုင်ဟဝါမဟုတ်ပဲဘယ်သေးတွေပဲထင်နေပါတယ်အဲ့လိုထင်အောင်လဲနေကဘဝသားလောက်ကသူ့ထိလိုက်ဖန်နေကိုစီစဉ်ခဲ့ရပဲဖြစ်ပါတယ်ဘဝသားပြောခဲ့တဲ့စကားတွေကိုလည်းယူဒီကအသာဖလိုက်နေတာကြောင့်ဘဝသားတယောက်လည်းကြည်အောင်လိုက်ရပါတယ်